လာပါဒီဘလော်လေးကတော့ဟန်နီရောတငယ်ချင်းတက်တိုင်းကိုရန်ဘက်ပါသွားရွာခဲ့တဲ့ဘလော်လေးဖြစ်ပါတယ်အဲ့ဒီနောက်ကရုပ်ဆိုးဆိုးနဲ့တယောက်ကတော့ကျမရဲ့ဖော်ခဲ့ပါဒါကတော့ကိုရန်ဘက်ကမသွားခင်စီကြီးမမမုံနေနဲ့ဝင်ဝေးတာပါခုဆိုရင်တော့ကိုရီးယားကားရည်တွေကလိုမျိုးစင်တူအင်ဂျင်လေးဝတ်ပြီးတော့ relax လုပ်လို့ရမယ့်ချွေးထုတ်ကန်ကိုရရှိလို့လာပါပြီကိုရန်ဘက်ကိုလာမယ်ဆိုရင်တော့ဝင်ကြည့်ရတော့တယောက်ကို2000ခွဲပါဒါပေမဲ့ဒီကိုမလာခင်မှာကိုရန်ဘက် Facebook page လေးကိုတစ်ချက်လောက်ဝင်ကြည့်တင်တယ်နော်ဘာလို့လဲဆိုတော့သူကလာတိုင်းလိုတစ်ခုနဲ့တစ်ခုမတူတဲ့ promotion တွေပေးထားတတ်ပါတယ်ဒီတော့သွားတော့ February လမှာဒီလို promotion လေးနဲ့တိုးလို့ Honey ရဲ့တငယ်ချင်းမွေးနေ့ရှင်ကတော့ 50% discount Honey တို့ကျန်တဲ့လူတွေကတော့ 20% discount တည်ရခဲ့ပါတယ်ဝင်ကြီးလက်ရှိမြဝကြီးအင်ကြီးလေးလည်းရပြီဆိုတော့အထက်ဝင်လိုက်ပေါင်းမယ်အဝေးလဲခန်းထဲမှာဆိုရင်တော့ကိုယ့်ရဲ့တကူကြီးတကားပစ္စည်းထားဖို့အတွက်လောကလေးတယောက်တစ်ခုစီပေးတာပါတယ်တော်တော်မပြောက်စီနေပါနော်အစအဲ့ထိုင်တဲ့ဟာလေးကိုလက်ကားပေးတာရထင်တာပေါ့နော်ဒါပေမဲ့မဟုတ်ပါဘူးတစ်လုံးသုံးပေးရပါတယ်ဒါကတော့တွိုင်းလက်ထဲမှာပဲလာများနေချင်ပါပါဟောလေးပြပမှာဆိုရင်တော့အခုလိုမျိုးရင်းနှီးနှီးလေးတဲ့ခြေထောက်ကလေးစိန်ထားပြီးတော့တငယ်ချင်းနဲ့အေးစီစကားပြောလို့ရမယ့်နေရာလေးလည်းရှိတယ်ပေါ့နော်ရေကလုံးဝမပူပဲနွေ့နွေ့လေးဆိုတော့အဲ့နေရာနေခြေထောက်ကလေးစိန်ပြီးစကားပြောနေနဲ့ပြန်တော့ထချင်ဒါပေမဲ့ပြန်မထလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့လူဆုံးပြီးဆိုတော့ကျမတို့ရဲ့မိတ်ပြက်ဆွေပြက်ကိန်းလေးဆုံးမှဖြစ်လို့ပါကဲခုဆိုရင်တော့ပတ်သက်စပြီးပဲဖြစ်ပါတယ်မဖြစ်ဆွေပြကိန်းလေးဆိုတော့သူမျက်စောင်းတို့ကိုမျက်စောင်းတို့နဲ့ပဲဂိမ်းတွေတပြောတပြားကြီးဆော့ခဲ့ကြပါတယ်ကိုရန်ဘက်မှာဒီလိုမျိုးတငယ်ချင်းတွေနဲ့တူတူပြပပဆော့လို့ရအောင်ဦးနိုရီမိုနိုပိုလီရောအကုန်လုံး free ချထားပြီးရတဲ့အတွက်အိမ်ကနေယူလာစရာမလိုဘူးပေါ့နော်အဲ့အတွက်တော်တော်လေးကိုအဆင်ပြေတယ်ပြောရင်းနဲ့တယောက်တော့မဲပေါက်သွားပါပြီspecial လက်ကမြင်ပြီးသွားပြီဆိုတော့ချွေးထုတ်ကန်ထဲမှာချွေးထုတ်ပြီး relax လုပ်လိုက်ပါအောင်မယ်ချွေးထုတ်ကန်အပူချိန်မတူတဲ့3ကန်ရှိတယ်ပေါ့နော်ဟန်နီရှိမှလည်း Facebook ပေါ်မှာတစ်ခေါက်တင်ပြီးသွားပြီဆိုတော့အသေးသေးတော့မရိုက်ဖြစ်ခဲ့ပါဘူးဒီလောက်ပူလောင်နေတဲ့ခံထဲမှာတော်တော်ရွနိုင်တဲ့ဖွဲ့ပါလို့ချွေးတော့က3ကားလုံးကို7မိနစ်စီဝင်ပြီးသွားရေးဆိုရုပ်ရှင်သွားကြည့်ပါတော့မယ်ဟန်နီကိုဝင်ရတဲ့အချိန်မှာတကားပြီးလို့ခဏနားရတဲ့အချိန်ဖြစ်နေရော15မိနစ်လောက်တော့စောင့်ပြီးလိုက်ရတယ်ကိုကြည့်ချင်တဲ့ကားလည်းကြည့်လို့မရပါဘူးသူတို့ဖွင့်ပေးတဲ့ကားကိုပဲကြည့်ရမှာပါတနေ့ကုန်လည်းကဲချင်နိုင်ခဲ့ပြီးဝိုင်းဆိုတော့ဘိုက်ဆာလာနဲ့ဟောထဲမှာပဲရှယ် snack bar မှာပဲမုံမာစားပြီးခဲ့ပါတယ်ဈေးကတော့အလေးလေးမြောက်တယ်ဆိုပေမဲ့လွယ်လွယ်ကူကူပါရန်စာနေတဲ့အချိန်မှာဝယ်စားစရာနေရာလေးထားပြီးတာတော်တော်လေးအဆင်ပြေသူ့စီမှာခေါက်ဆဲပြုတ်ကြဆန်ပြုတ်တဲ့အပြင်တခြားထမင်းဟင်းနဲ့ပတ်သက်တဲ့အမေရီလည်းမှာလို့ရတာမို့လို့မုံစားချင်မယ်နဲ့ဘိုက်ပြစ်စားချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်နော်စားရမယ်တောက်ရမယ်သူထိဆုံးကပြောရဲချင်ပါပါဆောင်းလိုက်စီရပါမုတ်စားပြီးစားကြည့်အောင်ဂိမ်းလေးခဏဆော့ပြီးတော့ဒီကိုရေနွေးလေးစိန်ရင်ရေလေးကူရင်နဲ့အိမ်ပြန်မှုအတွက်ပြင်ဆင်ပါတော့မယ်ရေကူးကန်အောင်ရေနွေးစိန်ကန်တွေရောအကုန်လုံးရွက်ကြွားလေးမိန်းကလေးတက်တက်ထားပေးထားတဲ့အတွက်ဖင်ပေါ်ပေါ်ကောင်းပေါ်ပေါ်လွတ်လပ်ရေကူးရေစိန်လို့ရပါတယ်အရင်2021လောက်တုန်းကကိုရန်ဘက်ကညအိတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းပြောင်းလိုက်တဲ့ rule ရကိုရန်ဘက်ကညအိတ်လို့မရတော့ဘဲနဲ့ည7 နာရီဆိုပြန်ရမယ်ဆိုရ rule ဖြစ်သွားတယ်ဟန်နီကိုလည်းပြောလို့မရသေးတာနဲ့နောက်တစ်ကြောင်းထပ်ဆွဲဖို့တဲ့ကိုရန်ဘက်ကနေစောစောပြန်ထွက်ခဲ့ပါတယ်အော်ဒါနဲ့မိန်းကလေးစပင်းမဖို့အတွက် dryer တွေပီးတွေခေါင်းစည်းကွင်းတွေ lotion တွေအကုန်လုံး free ချပေးတာရယ်နော်ပြောဖို့မေ့နေလို့ကိုတက်ပဲအပြင်မှာတငယ်ချင်းရဲ့မွေးနေ့ကိုတကြောင်ဝင်ဆွဲရင်းနဲ့ဒီ vlog လေးကိုဒီမှာအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲ bye bye ထိုင်ရမယ်ဆောရပါစေဆောရပါစေ